ထိုင်းနိုင်ငံကို3ရက်ကြာချစ်ကြည်ရေးခီးရောက်ရှိနေတဲ့ပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံသားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ဟာဇွန်24ရက်ဒေသစံတော်ချိန်နဲ့10:00 နာရီခွဲအချိန်ကထိုင်းနိုင်ငံသားရေးဝန်ကြီးရုံးမှထိုင်းတက္ကသိုလ်တွေကကျောင်းသားကျောင်းသူတွေကိုတွေ့ဆုံခဲ့ပါတယ်။အဲဒီလိုတွေ့ဆုံပြီးနောက်ဒေါ်အောင်ဆန်းစုကြည်ကမြန်မာ Asians and the World the Way Forward ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပါတယ်။အိန္ဒိယနိုင်ငံတွေဖြစ်တာကြောင့်နှစ်နိုင်ငံချစ်ကြည်ရေးဟာအထူးလိုအပ်တယ်။အထူးသဖြင့်မြန်မာနိုင်ငံဟာလိုအပ်ချက်တွေများစွာရှိနေပြီးတော့ထိုင်းနိုင်ငံကိုရောက်နေတဲ့မြန်မာလူသားတွေရှိသလိုပဲစစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ပြဿနာကလည်းနိုင်ငံတွေနဲ့နှစ်နိုင်ငံနယ်စပ်တွေမှာလည်းအထူးသဖြင့်ရှိနေသေးပဲဖြစ်တယ်။ဒါကြောင့်ညီညွတ်တဲ့ဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ပဲနှစ်နိုင်ငံချစ်ကြည်ရေးကိုတိုးမြှင့်မှုကလည်းအရေးကြီးတယ်။ညီညွတ်တဲ့ဆက်ဆံရေးတွေရှိဖို့လိုအပ်ပြီးတော့ညီညွတ်မှုတွေကနေစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ပါမယ်။နှစ်နိုင်ငံကြားချစ်ကြည်ရေးအပေါင်းဒေသတွင်းအာဆီယံနိုင်ငံတွေကြားမှာမြန်မာလူဂယုဏတရားလို့ခေါ်တဲ့ကျင်နာချင်းနဲ့ဆက်ဆံကြဖို့အရေးကြီးသလိုပဲပူးပေါင်းအဖြေရှာဆောင်ရွက်မှုတွေကလည်းအကျိုးဖြစ်ထွန်းမှုကိုရစေပါမယ်။လူငယ်တွေနဲ့စကားပြောရတာစိတ်ဝင်စားဖို့ကောင်းပြီးကျမအမြဲတမ်းလူငယ်တွေကိုလေးထားပါတယ်။လူငယ်တွေကလူကြီးတွေစီကနေအတွေ့အကြုံတွေကိုသင်ယူနိုင်ကြသလိုပဲလူကြီးတွေရဲ့အတွေ့အကြုံကနေတစ်ဆင့်လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မယ်လို့ယုံကြည်သလိုလူငယ်တွေရဲ့တင့်လွင်တဲ့စိတ်ကူးတွေကလည်းပြောင်းလဲမှုတွေကိုမြန်ဆန်အောင်လုပ်ပေးနိုင်ပါတယ်။ I think we are all capable of doing that. I think, however old you may be, you still have the chance of making yourself a better human being. ထိုင်းနိုင်ငံရဲ့နာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ Chulalongkorn, Kansas University, Assumption University, Mahidol University တွေမှာမြန်မာကျောင်းသားကျောင်းသူတွေအများဆုံးတက်ရောက်နေကြပြီးဟောပြောပွဲကိုထိုင်းတက္ကသိုလ်တွေကကျောင်းသားကျောင်းသူစုစုပေါင်း300ခန့်တက်ရောက်ကြကနိုဘယ်ဆုရှင်ဒီမိုကရေစီခေါင်းဆောင်တဦးရဲ့ဟောပြောမှုကိုနားထောင်ခွင့်ရရှိတာကြောင့်ဂုဏ်ယူမိကြောင်းမြန်မာကျောင်းသူတို့ကပြောကြားခဲ့ပါတယ်။အရင်လက်တွေ့ကျင်တယ်လေ။မြန်မာနိုင်ငံမှာလည်းမတွေ့ဘူးပါတွေ့ပွားခက်တယ်ဒီမျိုးခွင့်ရေးဆိုတာကျွန်တော်အရင်ပြောတယ်ပြီးတော့ဒီတင်မဲ့ဘာသာရေးကအရင်စိတ်ဝင်စားဖို့ကောင်းတယ်လေ။ဒါလည်းမြန်မာ ASEAN and the way forward မြန်မာ ASEAN and the way forward အဲ့ဒီခေါင်းစဉ်ကိုလည်းအရင်စိတ်ဝင်စားတယ်။ကိုယ့်ရဲ့ ID ပဲအမျိုးအရင်စမကြပြီးတော့အရင်ကုန်ယူမှုကောင်းတဲ့မျိုးသမီးတယောက်ပေါ့ဒီကနေ့ဟောပြောပွဲကိုအချိန်နီးကပ်မှသိရတာကြောင့်ဝင်ခွင့်ရရှိရေးဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘူးလို့ဟောပြောပွဲကိုတက်ခွင့်မရခဲ့တဲ့မြန်မာကျောင်းသူမဆာကြီးကပြောပါတယ်ကျွန်မသိထားတဲ့တော့ဘယ်လိုလဲကလေစနေနေ့မှာ Apex Apex ကပေါ့နော် Century University မှာspeech ရှိမယ်ကျွန်မတို့တက်ခွင့်ရမယ်ပေါ့နော်အဲ့လိုဆိုပြီးတော့သိတော့ကျွန်မတို့အဲ့မှာအကုန်လုံးကကိုယ့်ရဲ့ ID တွေပေါ့လေ student ID တွေနဲ့သက်ဆိုင်ရာကျောင်းကCentury University က post လုပ်ထားတဲ့ဟာကတော့ကျွန်မတို့ registration လုပ်ပေါ့နော်လုပ်ကြတယ်ဒါပေမဲ့လို့အဲ့ဒီ program ကအရင်ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့ schedule က type ဖြစ်နေတဲ့အတွက်ကြောင့်ပြတ်သွားပြီးတဲ့အခါကျတော့ဒီမနက်မှဒီမှာ speech ရှိတဲ့ guest speaker special lecture တူတွေအတွက်ကြောင့်ကျွန်မရရတဲ့ဒီ information ရရတယ်ပြီးပါပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံသားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ဟာဇွန်23ရက်မှ25ရက်အထိ3ရက်တာခရီးစဉ်အဖြစ်ထိုင်းနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီးခရီးစဉ်အတွင်းဇွန်23ရက်ကမြန်မာရွှေပြောင်းလုပ်သားအများစုနေထိုင်တဲ့စမတ်စခွန်ရှိမဟာချိုင်ကိုတွားရောက်ခဲ့ပြီးမြန်မာရွှေပြောင်းလုပ်သားတွေနဲ့တွေ့ဆုံခဲ့ပါတယ်ဇွန်24ရက်မှာတော့ထိုင်းနိုင်ငံနိုင်ငံသားရေးဝန်ကြီးမစ္စတာဒွန်ပရာမတ်နဲ့တွေ့ဆုံခဲ့သလိုထိုင်းတက္ကသိုလ်တွေကကျောင်းသားကျောင်းသူတွေနဲ့တွေ့ဆုံဟောပြောပြီးနောက်မှာတော့ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာနဲ့ဆက်လက်တွေ့ဆုံမှာဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့စကိုင်းနယ်သတင်းဖွဲ့ကပေးပို့တာဖြစ်ပါတယ်ကျွန်မအီဖြိုးဝေဦး